တကယ်ချင်းနေလုံးရောက်သွားပြီဆို ဟုတ်တယ်တကယ်ချင်း ဘယ်လိုရောက်သွားလဲငါ့ကိုပြပြပေးပါဦး ငါလေအရင်လာတော့ဒီ Effortless Empire နဲ့လုပ်တဲ့ဒီ event တစ်ခု join လိုက်တယ်ကွာအဲ့ event မှာဆိုလို့ရှိရင်ငါတင်းစရာအများကြီးရလေ့လာကြရအများကြီးရတယ်ပြီးရှင်တော့ guest speaker တွေလည်းခေါ်တယ်ပြီးရှင်အဲ့ event ပြီးရဲ့ချိန်ကျတော့ဒီ teacher နဲ့ပေါ့နော် teacher win teacher နဲ့ class တစ်ခုပေးလိုက်တက်လိုက်တယ်ကွယ်အဲ့ class မှာဆိုလို့ရှင်ကွာ CV ကိုဘယ်လိုပြင်ရမလဲပေါ့နော်ဒီ company နဲ့သဘောကျအောင်ဒီ time ရဲ့အလုပ်ခွင်နဲ့ဆက်ဆက်ပြီးတော့ teacher တင်ပေးတယ်ပြီးလို့ရှင် interview question တွေအကြောင်းလဲသူကတေးစိတ်လုံးဝ detail နဲ့ရှင်းပြပေးရပြီးရင် unseen လာနိုင်တဲ့ question တွေအကြောင်းလဲဘယ်လိုဖြေရမလဲပေါ့အဲ့လို tips တွေပေးတယ်ပြီးလို့ရှင်ဒီ mock interview တွေလည်းလုပ်ပေးရ mock interview ပြီးလို့ရှိရင်ငါကကျတော့ teacher နဲ့ဒီတယောက်ချင်းစီ interview ဝင်တယ်တယောက်ချင်းစီ interview ဝင်ပြီးတော့မှဒီ interview pass ဖြစ်သွားတယ်ပေါ့နော်ဒီ pass ဖြစ်ပြီးတော့ဒီ Effortless Empire မှာပဲအခုဒီ digital marketing intern အနေနဲ့လုပ်နေတစ်ပတ်ရှိပြီအဲ့ဒီအခု internship ကာလတော့အတွင်းမှာဆိုလို့ရှိရင်လည်း teacher ကလေလုံးဝသိရမလားလုံးဝကိုယ့်ရဲ့ဒီ skill ကို upgrade လုပ်ဖို့အတွက်ဘာတွေလေ့လာရမယ်ဘာတွေလေ့လာရမယ်ဆိုပြီးတော့ तू ကချပြပေးရကွာပြင်ကိုကလည်းအလုပ်ကိုတကယ်လုပ်ရတယ်အလုပ်လုပ်ရင်းနဲ့ learn လုပ်တယ်ဆိုတဲ့သဘောမျိုးတစ်ဖက်မှာ guideline လည်းပေးတယ်ဒီချက်ကတကယ်လို့တကယ်ကျ internship တွေပါရှာနေတာရှိလား ဟုတ်တယ်ငါလည်း internship ရှာနေရ တကယ်လို့ internship ရှာနေတာဆိုလို့ရှိရင်ဒီ Effortless Empire ကနေပေါ့နော်ဒီ8လပိုင်း29ရက်နေ့သူကနောက်ထပ်ဒီ class တစ်ခုပေးဖို့ရှိရဲအဲ့ class မှာဆိုလို့ရှိရင်လည်းဒီ CV ကိုဘယ်လိုရေးရမယ်ဆိုတဲ့ guideline တွေ teacher ကပေးမယ်ပြီးလို့ရှိရင်ဒီ interview tips tricks တွေ teacher ကတင်ပေးမယ် mock interview တွေရှိမယ်ပြီးလို့ရှိရင်ဒီတကယ်လို့ဒီ Effortless Empire မှာဘယ်တော့ internship လုပ်ဖို့စိတ်ဝင်စားရဲဆိုလို့ရှိရင်လည်း teacher နဲ့ interview ခွင့်ရမယ်ပြီးလို့ချက်တကယ်လို့တကယ်ချင်းကတခြား company မှာ join မယ်ဆိုလို့ရှိရင်လည်း teacher ရဲ့ tips တွေကဒီ teacher ဒီ Thai ရဲ့ business company တွေမှာပေါ့နော် business consultant တွေအနေနဲ့ရော position တွေမျိုးစုံနဲ့ရောလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့သူကအကုန်လုံးကိုတိတိကျကျရှင်းပြပေးတယ်ဒီ class ကိုတက်ပြီးတော့တခြားလူတွေအလုပ်ရသွားတာတွေလည်းရှိတယ်တကယ်လို့တကယ်ကြစိတ်ဝင်စားရဲဆိုလို့ရှိရင်ဒီ Effortless Empire ဆို Facebook page မှာတွားပြီးတော့မှ message လုပ်လို့ရတယ်ပြီးလို့ရှိရင်အကောင်းဆုံးတစ်ချက်ကပါလဲဆိုတော့ဒီလတစ်ချက် discount ပေးထားတယ်တရားအရင်စင်ပြေတာပေါ့နော် ဟုတ်တယ်155ဘတ်ပဲတကယ်ချင်းတို့တက်တော့ဆိုလို့ရှိရင်999ဘတ်တောင်ပေးခဲ့ရတာအော်ဒါဆို discount နေလည်းရှိတာပေါ့ ဟုတ်တယ်အေးဒါဆိုငါလည်း join လိုက်တော့မယ်လေ Okay see you နော် see you ကျေးဇူးပဲနော်